ကျွန်တော်တို့ online ပေါ်မှာမန္တလေးကျုံးပေးလူတွေမနေရဘူးဆိုပြီးတော့သတင်းတွေပြန့်နေတာနဲ့ပတ်သက်လို့ကျွန်တော်တို့ကျုံးကိုတစ်ပတ်ပတ်ကြည့်ပါမယ်။ဒါကတော့26ပြည်လမ်းကျုံးရဲ့တောင်ဘက်ဖြစ်ပါတယ်။ဒီဘက်ကနေစပြီးတော့ကျွန်တော်တို့ရိုက်ပြပါမယ်။ live လွှင့်ဖို့ဟာအင်တာနက်မကောင်းတဲ့အတွက် live မလွှင့်နိုင်တာကိုတော့နားလည်ပေးစီခြင်းပါတယ်ခုဒါကျုံးတောင်ဘက်26ပြည်လမ်းပေါ်မှာတဲမပါဘူးဒီမှာလူတွေသူ့အတူတူနားနေကြတယ်တွန်းလိုက်ရမယ်ပေါ့ရဖို့26ဘီလန်းနဲ့88လမ်းတောင်းအနေထားပါဒါလုံယုံရေးယူထားတဲ့ရင်သိန်းနဲ့လုံယုံရေးတပ်ဖွဲ့တွေနေတဲ့နေရာပါဘက်ကနေစပြီးတော့ဒီရှေ့တန်းမှာအသုံးပြုတဲ့တဲပုံစံမျိုးစစ်အောင်မိုးကတဲတွေနဲ့အိမ်ပြိုသွားတဲ့လူတွေနေလို့မဖြစ်တဲ့လူတွေကိုနေရာပေးထားတာတွေ့ရပါတယ်ဒါကတော့ BB ကုမ္ပဏီကရေတန်းဆက်ရုံထင်ပါတယ်ရေတန်းဆက်နဲ့ဒီနေတဲ့လူတွေကိုရေပေးဝင်နေတာဖြစ်ပါတယ်။ကော်လုံးဒီမှာနေစားမရှိတဲ့လူတွေကိုဒီမှာလာနေဖို့စနစ်တကျနေထိုင်ဖို့တော့သက်ဆိုင်ရာကတတိပေးထားတာရှိပါတယ်။ချို့ကကျုံထဲကိုရှူရှူပေါက်ချတာဒီအညီကြီးစွန့်တဲ့ဟာတွေရှိတဲ့အတွက်ဒီဘက်မှာနေတဲ့လူတွေအနေနဲ့ထူးစီကံရှိဖို့လိုမယ်ဆိုတာကိုအတိပေးနေတာဖြစ်ပါတယ်။ဒီဘက်မှာကျွန်တော်တို့ကြံမန်တက်တွေစောက်လုပ်နေတယ်ဆိုတာကတော့တကူးမှမရှိပါဘူးမတွေ့ရပါဘူးကျွန်တော်တွေ့ခဲ့တာတော့ဘိုမန်တက်အနေထားအရင်စောက်လက်စမလင်မလုတ်ခင်စောက်လက်စအနေထားတိုင်းရပ်ထားပြီးတော့ဒီမန်တက်အောက်မှာစီပင်သားယာရေးအဖွဲ့တွေရုံးထိုင်ပြီးတော့မြို့နယ်ပေါင်းစုံကစီပင်သားယာအဖွဲ့တွေရုံးထိုင်ပြီးတော့နေကြတာကုညီကယ်တဲ့ရေးလုပ်နေကြတာကိုတွေ့ရပါတယ်ဒါကတော့ကျုံးအနောက်ဘက်လမ်း80ပါအဲ့တော့လမ်း80 24လမ်းကိုရောက်လာပါပြီဒီမှာနေကြတဲ့လူဒီဘက်မှာတော့ကိုယ့်အစီအစဉ်နဲ့ကိုနေကြတာပါဟိုဘက်နောက်ဘက်ကျမ်းကအိမ်တွေရလဲထိတဲ့အိမ်တွေနေမဖြစ်တဲ့အိမ်တွေပြိုသွားတဲ့အိမ်တွေဘေးအိမ်ကပြိုလို့မနေရတဲ့လူတွေဒီဟာမျိုးတွေကြောက်မလို့ဒီဂျုံဘေးမှာလာပြီးတော့နေကြရအေးကြရတာပါဒါတော့နန်းတို့ဝင်တဲ့တရားပါဒီဘက်ကတော့ပိတ်ထားပါတယ်အများသောအားဖြင့်တော့အနောက်ဘက်ခြမ်းကျုံးရဲ့အနောက်ဘက်ခြမ်းလမ်း80ပုံမှာလူတွေကတော်တော်ကိုများပါတယ်ဝဲတော်ကြီးလို့ကိုဖြစ်နေပါလေလမ်းလေကျွန်းနေမှာလဲမိုးကလေးတွေမိုးပြီးတော့ဖြစ်တယ်လို့နေကြပါတယ်ဒီမှာကြက်ရှင်ကြီးဖွဲ့ပြီးအခါမဲ့ပေးနေတဲ့ပရာဟိတလူမှုရေးဖွဲ့ပြီးဒီမဲ့တော့ဝင်နေကြတာတွေလည်းတွေ့ရပါတယ်ဒီနေရာဆိုရင်တော်တော်လူကြီးထူထပ်တဲ့နေရာဖြစ်ပါတယ်လမ်းလေကျွန်းမှာလည်းဒီမှာတဲလေးတွေနဲ့တော်တော်ကိုကိကိနဲ့နေကြပါတယ်ဆိုဘုံအသုံးလို့တရားဆိုလာပြအကြံလေးတွေယူလာပြီးတော့ဘုံအသုံးနေကြတယ်အသုံးပမာလေးတွေနဲ့နေကြတယ်ဒီဘက်မှာယာယီအသုံးပြုဖို့အိမ်သားတို့ဘာတို့တော့မတွေ့ပါဘူးဒီနေရာမှာတော့ဘုရားတဲလေးတွေစီမံပေးထားတာတွေ့ရပါတယ်ဘာသာပေါင်းစုံအတူနေကြတာပါများသောအားဖြင့်တော့ဒီဘက်ကတော့အစ္စလာမ်ဘာသာဝင်တွေတော်တော်များများတွေ့ရပါတယ်ဒါ16လမ်းကိုရောက်ပါပြီဒီ16လမ်းကဟိုတလောတော့မှ
ဖွင့်သွားတဲ့တရားတည်ကြီးပါဒီတရားကတော့လမ်းဖွင့်ထားပြီးနန်းတွင်းနဲ့ဝင်ထွက်လုပ်ပါတယ်အဲဒီဘက်ကတရေကိုဘာတွေတော့ပြိုတာတွေ့ရပါတယ်ရှေ့ဘက်ချမ်းမှာပြိုနေတာတွေ့ရပါတယ်ပြတ်သက်တွေကတော့ဘာမှဖြစ်ပါဘူးဒီကတော့လမ်း80ပေါ်မြင်ရတဲ့မြင်ကွင်းတွေဖြစ်ပါတယ်တဲလေးတွေနဲ့တော့စနစ်တကျလုပ်ပေးထားပါတယ်ဒါပေမဲ့ယာယီနောက်ဖေးနောက်ပြီးသွားဖို့အိမ်သာတက်ဖို့ကတော့အစင်သင့်ဖြစ်နေတာမတွေ့ရဘူးရေကတော့ရေတောက်ရေကတော့ဒီတိချာချာလုပ်ပေးထားတာတွေ့ရပါတယ်ဖုန်းအားသွင်းတဲ့အင်ဗာတာနဲ့ဖုန်းအားသွင်းနေကြတယ်ဝိုင်းပြီးတော့မြင်ရတာတော့အလုံးမြင်ရတဲ့အတိုင်းပါပဲခုဆိုရင်လည်းကျွန်တော်တို့16လမ်းရောက်လာပြီဒီမှာလည်းအကုန်လုံးဘုစီစဉ်နဲ့ကိုနေနေကြပါတယ်12လမ်းပေါ်ရောက်လာပါပြီလမ်း80 12လမ်းတောင်းကနေပြီးတော့အဲကျွန်တော်အရှိ66လမ်းကိုမောင်းနေတာပါဒီဘက်မှာဆိုရင်လား UAB ဘန်ကြီးပြိုသွားတာတွေ့ရမှာပါအဲ UAB ဘန်ရဲ့အရှိဘက်မှာလည်း5လုံးဆက်တိုက်ဒီမှာပြိုနေတာမြင်ရမှာပါနော်တော်တော်ကြီးကိုဆိုးဆိုးဝါးဝါပြိုသွားတာပါဒီဘက်မြောက်ပြင်ဟာလူတွေကမြောက်ဘက်ကျုံဘေးမှာပလက်ဖောင်းပေါ်မှာနေကြပါတယ်ဒီဘက်ကတော့အရေးအဝါသာလေးမစိုးပါဘူးတေးကွာကြီးအောင်မှာနေရတာပေါ့ဒီဘက်မှာတော့တဲထိုးပေးထားတာမတွေ့ပါဘူးကို့အစီအစဉ်နဲ့ကိုနေကြတာပါဒီမှာတော့ချက်ချင်းကြီးအဖွဲရတာလိုအပ်တဲ့စေဝါတွေပါကြီးသတင်းပို့ဖို့တော့ဝင်ငါတယ်ငပြောသေးတွေကြက်ဥတွေဝေးနေတာတွေ့ရပါတယ်ဒီဘက်မှာဆိုရင်ဒါကျုံကမြို့ရိုးကြီးကျုံမြို့ရိုးကြီးပြိုနေတာကိုမြင်ရမှာပါကျုံမြို့ရိုးပြိုသွားတာတော်တော်များပါတယ်ဒီနေရာအများဆုံးပါပဲကျွန်တော်ပတ်ကြည့်ရသလားတော်တော်ကိုပြိုသွားတာပါကျုံမြို့ရိုးရှင်းရှင်းလင်းလင်းမြင်ရမယ်ထင်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကျုံအရှိဘက်ကိုတခါရိုက်ပြပါဦးအဲ့တော့ကျုံအရှိမြောက်တော့12လမ်း66လမ်းအနီးကသုဓမ္မာဇေယျတန်းဖြစ်ပါနေတယ်ဒီသုဓမ္မာဇေယျတန်းထဲမှာလည်းနေကြတဲ့လူတွေရှိပါတယ်ဓမ္မဆိုရင်ဒါဝေးနေတာစံနေစီဝေးနေတာပါကျောက်တော်ကြီးဖျားသုဓမ္မာဇေယျတန်းမှာဒီဘက်မှာတော့နေတာသိမတွေ့ရပါဘူးဟိုဘက်မှာပျက်စီးတွေကြောင့်မလို့ကျုံပေးနေတဲ့လူရှိတယ်လို့ဒါရှင်ပြုနေတဲ့မြင်ကွင်းဖြစ်ပါတယ်နော်ရှင်ပြုနာသားအလူတစ်ခုကဒီမှာအလှဓာတ်ပုံတွေရိုက်နေတာမြင်ရမှာပါသူလည်းရဲတတ်မှတ်ထားပြီးသားဖြစ်လို့စီစဉ်ကြဖို့ရပါတယ်ဟောတပြေဘူတာနဲ့ဓာတ်ပုံရိုက်နေတဲ့လူတွေလည်းဒါတွေ့ရပါတယ်ကျုံအရှိဘက်ချမ်းကတော့ပါရနေပါတယ်တောင်ဘက်နောက်ဘက်မြောက်ဘက်ကတော့မြင်ခဲ့တဲ့အတိုင်းပါပဲဒါကတော့စတုစာအုပ်ဈေးအောင်ပွဲတော်တစ်ခုလုပ်နေတာအဲဒီဘက်မှာလဲဒါကတော့နန်းရှိပေါ့နော်66လမ်းကနေကျွန်တော်တို့တောင်26လမ်းစီဦးတည်မောင်းနေတာပါဟိုဘက်ညာဘက်ကျွန်တော်ရဲ့ညာဘက်ချမ်းပါဒီမှာပြိုနေတဲ့ပြတ်သက်မြင်ရမှာပါမျိုးရိုးရင်နဲ့ပြဒီ
ဘက်မှာတော့လာနေတဲ့လူတွေမရှိပါဘူးကုသိုလ်တော်ဘုရားဘက်မှာနေလို့ရအောင်စီစဉ်ထားတယ်လို့သိရပါတယ်ဒါတော့နေဘက်ကလာတဲ့ပရဟိတအဖွဲ့တွေဖြစ်ပုံရပါတယ်တပည့်ဗုဒ္ဓနဲ့ဓာတ်ပုံရိုက်နေကြတာဘုရားဆိုရင်ကကျွန်တော်ကျုံးကိုတစ်ပတ်ပတ်ပြီးတော့မြို့တော်ခမ်းမမြို့နယ်စီရင်သားရေးကော်မတီမန်နေစီရင်သားရေးကော်မတီရုံးရှိကိုရောက်လာတာဖြစ်ပါတယ်ဒီမှာကွက်ကဲရေးရုံးဖွင့်ပြီးတော့မလေးမြို့ပေါ်မှာငရင်တန်းကြောင့်ပြိုသွားတဲ့အစာအုပ်တွေရှင်းလင်းခြင်းနဲ့ဆိုရင်ဒီမှာလာပြီးတော့အကူအညီတောင်းခံဖို့ဆိုင်းဘုတ်ရေးထားပြီးတော့ကူညီပေးနေတဲ့စီမံပေးနေတဲ့နေရာဖြစ်ပါတယ်ဒီမှာလဲဆိုင်းဘုတ်ကအကြံပန်းတက်ကြီးစောက်ထားတဲ့အောက်မှာသူတို့ရုံးဖွင့်ပြီးတော့အကူအညီတွေတောင်းခံနိုင်တယ်ဆိုတာကိုရေးထားတာကိုတွေ့ရပါတယ်ခင်ဗျာဒါတော့ကျွန်တော်ကျုံးပတ်ဝန်းကျင်ရဲ့အနေအထားကိုတင်ပြခဲ့တာဖြစ်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဘိုက်ဆော့မြန်မာ Facebook ကိုကြည့်နိုင်တယ်လို့ဘိုက်ဆော့မြန်မာ YouTube ကိုလည်း Subscribe လုပ်ပြီးတော့ BON ကတင်ဆက်တဲ့သတင်းတွေကိုအားပေးကြပါဦးလို့ပြောရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုမှန်တမ်းကိုအဆုံးသတ်လိုက်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်